မျိုးစောထွန်းနဲ့အလူမခင်သူသာလက်ပါကာလယတနာမောင်အောင်ဆိုထွန်းတို့လူနဲ့အလူတို့လူကြီးရဲ့တည်နေလာတယ်ရှူရီတီဆောင်နဲ့တို့တွေအလူကြီးရဲ့တို့လူပွဲချိတ်ချိတ်တဲ့တမျိုးလုံးတစ်နေ့လုံးပြောမဆုံးလို့ရဲ့တို့လူပွဲချိတ်ချိတ်တဲ့တမျိုးလုံးတစ်နေ့လုံးပြောမဆုံးလို့ရဲ့အလူတကားကိုမျိုးတော်ထုံးရဲ့ညနေပိုင်းမှလို့ရွယ်စီကားသွားတော့ကြည့်စားလိုက်ပြောပါအောင်ရှင်အလူပေးရတာပြောရင်လားပြောပါဖို့ရှင်စေတနာပီတိကိုစီထီသလိုကျုပ်ကတော့တအားပြောပါလေတို့လူကြီးရဲ့တည်နေရတယ်ရွှေထီဆောင်နေတို့တွေလူကြီးရဲ့မှာပေါ့ထွာလာသူမိတ္တဟာများစိတ်ချမ်းမြေလို့ကျမတို့လူဝဲတူနှွေးမယ်တို့လူကြီးရဲ့တည်နေလာတယ်ရွှေထီဆောင်နေတို့တွေလူကြီးရဲ့တော့ခင်သူစားလိုက်ပြောပါကိုမျိုးစောကျွေးရဲ့ပေးရတာပြောရင်လားကိုယ်ပြောတာပေါ့ရှင်စေတနာပီတိကိုစီထီသလိုကျုပ်ကတော့တအားပြောပါတယ်တို့လူကြီးရဲ့တည်နေလာတယ်ရွှေထီဆောင်နေတို့တွေလူကြီးတမျိုးလုံးတစ်နေ့လုံးဖိတ်ခါကျွေးမယ်ပေးမယ်ကျွေးရမှာပေါ့ကျမကလည်းလှူပေးရတာသိကြည့်နူးဒါပေါ့လို့တမျိုးလုံးတစ်နေ့လုံးဖိတ်ခါကျွေးမယ်ပေးမယ်ကျွေးရမှာပေါ့ထွာလာသူမိတ္တဟာများကစိတ်ချမ်းမြေလို့ကျမတို့လူဝဲတူနှွေးမယ်တို့လူကြီးရဲ့တည်နေလာတယ်ရွှေတီဆောင်နေတို့တွေလူကြီး
ရပျော်ရွှင်လို့ရင်တို့ရဲ့လူပါကွယ်မိသားစုလုံးပြုံးလူရဲ့မျက်တီလူပွဲမယ်ကျွေးရပေးရပျော်ရွှင်လို့ရင်တို့ရဲ့လူပါကွယ်မိသားစုလုံးပြုံးလူရဲ့မျက်တီလူပွဲမယ်စေတနာတရားတရားတွေပေါ်ပြည့်တဲ့တို့တွေလူကွယ်စိတ်ချမ်းသာလို့တို့တွေပြောကြတယ်စေတနာတရားတွေပေါ်ပြည့်တဲ့တို့တွေလူကွယ်စိတ်ချမ်းသာလို့တို့တွေပြောကြတယ်အပေါင်းအသင်းမိသားများကတာရုခေါ်လို့ရဲ့တစ်မျိုးလုံးတစ်နေ့လုံးတာရုခေါ်လို့ရဲ့အပေါင်းအသင်းမိသားများကတာရုခေါ်လို့ရဲ့တစ်မျိုးလုံးတစ်နေ့လုံးတာရုခေါ်လို့ရဲ့တို့လူကြီးရဲ့တဲ့လာတဲ့ရွှေတီဆောင်နဲ့တို့တွေလူကြီးရဲ့ကျွေးရပေးရပျော်ရွှင်လို့ရင်တို့ရဲ့လူပါကွယ်မိသားစုလုံးပြုံးလူရဲ့မျက်တီလူပွဲမယ်ကျွေးရပေးရပျော်ရွှင်လို့ရင်တို့ရဲ့လူပါကွယ်မိသားစုလုံးပြုံးလူရဲ့မျက်တီလူပွဲမယ်စေတနာတရားတွေပေါ်ပြည့်တဲ့တို့တွေလူကွယ်စိတ်ချမ်းသာလို့တို့တွေပြောကြတယ်စေတနာတရားတွေပေါ်ပြည့်တဲ့တို့တွေလူကွယ်စိတ်ချမ်းသာလို့တို့တွေပြောကြတယ်အပေါင်းအသင်းမိသားများကတာရုခေါ်လို့ရဲ့တစ်မျိုးလုံးတစ်နေ့လုံးတာရုခေါ်လို့ရဲ့အပေါင်းအသင်းမိသားများကတာရုခေါ်လို့ရဲ့တစ်မျိုးလုံးတစ်နေ့လုံးတာရုခေါ်